ဂွာဒီယိုလာကိုဂုဏ်ပြုတဲ့အနေနဲ့ရုပ်ထုစိုက်ထူသွားမဲ့မန်စီးတီးအားလုံးပဲမင်္ဂလာပါခင်ဗျာ Entertainment My Sport Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ကမ္ဘာဘောလုံးလောကရဲ့အကောင်းဆုံးနီးပြတွေထဲကတအူးဖြစ်တဲ့ပက်ဂွာဒီယိုလာကိုဂုဏ်ပြုမဲ့အနေနဲ့မန်စီးတီးအသင်းဘက်ကရုပ်ထုစိုက်ထူသွားမဲ့အကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အသက်55နှစ်အရွယ်ရှိပြီဖြစ်တဲ့စပိန်လူမျိုးနီးပြကြီးဂွာဒီယိုလာဟာလာမဲ့တနင်္ဂနွေနေ့မှာအက်စတွန်ဗီလာအသင်းနဲ့ကစားမဲ့ပွဲစဉ်အပြီးမှာမန်စီးတီးအသင်းကိုတရားဝင်နှုတ်ဆက်တော့မှာဖြစ်ပါတယ်သူဘာကြောင့်ထွက်ခွာရလဲဆိုတာနဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာကတော့ခွန်အားအသစ်တွေလိုအပ်နေလို့ပါတယ်ဗျာ10နှစ်ဆိုတာအတော်လေးရှည်ကြတဲ့အချိန်ဖြစ်ပြီးအသင်းအနေနဲ့ကဏ္ဍသစ်တစ်ခုစတင်ဖို့နီးပြသစ်နဲ့ခွန်အားသစ်တွေလိုအပ်နေပြီလို့သူကဝန်ခံခဲ့ပါတယ်3ရက်တခါပွဲတွေကစားပြီးဖလားတွေအတွက်အမြဲတမ်းတိုက်ပွဲဝင်နေဖို့သူ့အနေနဲ့လည်းချစ်ဆက်ပြီးခွန်အားတွေရှိတော့မှာမဟုတ်ဘူးလို့လည်းပုံမှန်လင်းလင်းပြောကြားသွားခဲ့ပါတယ်ဂွာဒီယိုလာမန်စီးတီးကိုရောက်ရှိလာခဲ့တဲ့2016ခုနှစ်ကစတင်ပြီးအင်္ဂလိပ်ဘောလုံးလောကကိုအပြည့်အဝလွှမ်းမိုးနိုင်ခဲ့ပါတယ်သူ့ရဲ့လက်ထက်မှာမန်စီးတီးအသင်းကအဓိကဆုဖလားပေါင်း18လုံးထိကိုရယူနိုင်ခဲ့တာပါဒီအောင်မြင်မှုတွေထဲမှာထင်ရှားတဲ့မှတ်တမ်းတွေကတော့ပရီးမီးယားလိဖလား6လုံးချန်ပီယံလိဖလား1လုံး FA ဖလား3လုံးနဲ့လီဖလား5လုံးအပါအဝင်ကမ္ဘာကလပ်ဖလားတွေလည်းပါဝင်နေပါတယ်ဒါအပြင်2019-2018ဘောလုံးရာသီမှာရမှတ်100ပြည့်တဲ့တစ်ခုတည်းသောအသင်း2022-23ဘောလုံးရာသီမှာတမိုင်းဝင်ဖလား3လုံးအောင်မြင်မှုပြီးတော့အင်္ဂလိပ်ဘောလုံးသမိုင်းမှာ4နှစ်ဇက်တိုက်ပရီးမီးယားလိချန်ပီယံဖြစ်တဲ့ပထမဆုံးအသင်းဆိုတဲ့စံချိန်တွေကိုဂွာဒီယိုလာကစိုက်ထူနိုင်ခဲ့တာပါဒါကြောင့်သူ့ရဲ့ကြီးမားတဲ့အောင်မြင်မှုတွေကိုမန်စီးတီးအသင်းဘက်ကကျေးဇူးဆက်ဂုဏ်ပြုတဲ့အနေနဲ့အီဒီဟက်ကွင်းကြီးမှာအသစ်တိစောက်ထားတဲ့မြောက်ဖက်ပွဲကြည့်စဉ် North Stand ကိုပက်ဂွာဒီယိုလာ Stand ဆိုပြီးတော့မှနာမည်ပေးသွားမှာဖြစ်ပြီးမနီးမဝေးမှာလည်းရုပ်ထုတစ်ခုကိုစိုက်ထူသွားမယ်လို့သိရပါတယ်။ Thomas Tuchel, Unai Emery နဲ့ Hansi Flick တို့လိုထိပ်တန်းနီးပြတွေကတော့ဂွာဒီယိုလာဟာပါရမီရှင်နဲ့အကောင်းဆုံးနီးပြဖြစ်ကြောင်းချီးကျူးဂုဏ်ပြုစကားတွေပြောကြားခဲ့ပါတယ်။ပက်ဂွာဒီယိုလာအနေနဲ့နီးပြဘဝကနေခဏတာအနားယူမှဖြစ်ပေမဲ့လုံးဝပျောက်ကွယ်သွားမှာတော့မဟုတ်ပါဘူး။ City Football Group CFG ရဲ့ကမ္ဘာလုံးဆိုင်ရာတန်တမန် Global Ambassador အဖြစ်ဆက်လက်တာဝန်ယူသွားမှာဖြစ်ပါတယ်။သူ့နေရာကိုအစားထိုးဖို့အတွက်ကတော့မန်စီးတီးအသင်းမှာသူ့ရဲ့လက်ထောက်အဖြစ်လုပ်ကင်ခဲ့မှုတဲ့ Chelsea နီးပြဟောင်း Enzo Maresca ကဆက်လက်တာဝန်ယူသွားမှာဖြစ်ပါတယ်။ဘောလုံးကစားကွက်တွေကိုအမြဲတမ်းစမ်းသစ်တီထွင်ပြီး Premier League ကိုအဆင့်တန်းတစ်ခုထိမြင့်တင်ပေးခဲ့တဲ့ Guardiola မရှိတော့မဲ့နောက်ပိုင်းမန်စီးတီးအသင်းရဲ့အနာဂတ်ဘယ်လိုဆက်ဖြစ်မလဲဆိုတာကတော့စိတ်ဝင်စားစရာပါ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပရိသတ်တွေလည်းဘယ်လိုယူဆလဲ comment မှာမှတ်ချက်ရေးပေးခဲ့ကြပါအောင်ဗျ။အားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်